ရန်သူလို့ပြောရမယ့်ပုဂ္ဂိုလ်သို့မဟုတ်ကိုအကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်အဲ့ဒီမလိုလားတဲ့ပုဂ္ဂိုလ်ရဲ့အပြုအမူတွေကဘာတွေလဲဆိုနံပါတ်1နာနာဩမယတိဒိဋ္ဌဝကိုကိုတွေ့တဲ့အခါဝမ်းသာမှုမပြဘူးမျက်နှာမှာအမူအရာရှိကိုနဲ့ဆုံတဲ့အခါတိုင်းဟာသူဟာလှိုက်လဲဝမ်းသာတဲ့အနေအထားမျိုးမပြဘူးဝမ်းသာမှုမဖြစ်ဘူးသူရင်ထဲနှလုံးထဲကကိုနဲ့တွေ့လိုက်ရင်ဝမ်းသာသွားတာမရှိဘူးမိတ်ဆွေဆိုလို့ရှိရင်တွေ့လိုက်ရင်ဝမ်းသာအာရဖြစ်မိတ်ဆွေမဟုတ်တဲ့ပုဂ္ဂိုလ်ရန်သူဆိုလို့ရှိရင်ကိုနဲ့တွေ့လိုက်မျက်စိစပယ်မွေးဆူးတယ်ဆိုတော့ပြောကြတယ်မဟုတ်လားဒီကောင်းငါမကြည့်ချင်ဘူးမျက်စိစပယ်မွေးဆူးတယ်အဲ့ဒါနဲ့နတ်နံဩမယတိထိတ်တော်မြင်လိုက်လို့ရှိရင်ပြုံးတော်မပြုံးနိုင်ဒီလူတူတယောက်ကိုမြင်လိုက်ရင်မပြုံးနိုင်ဝန္တာအဲလည်းမရှိဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါတစ်ချက်ပဲကိုယ့်ကျိုးစီးပွားကိုလိုလားသူမဟုတ်ဘူးဆိုတာသတ်မှတ်ပါကိုနဲ့တွေ့လို့အဲ့တော့ရန်သူကရောကိုနဲ့တွေ့လို့ပြုံးပြတာရောမရှိဘူးလားဆိုရှိနိုင်တယ်သို့တော့အပြုံးကိုတည်တည်ချာချာလေးလာကြည့်လို့ရှိရင်သွားပေါ်အောင်ပါးစပ်ကြီးတော့ဖြဲကောင်းဖြဲမယ်မျက်စိမှကြတော့ပြုံးလို့မရဘူးလူတွေ့လို့ရှိရင်မျက်လုံးပဲသေချာကြည့်မျက်လုံးကမပြုံးရင်အပြုံးမဟုတ်ဘူးဒါကြောင့်မို့လို့ဗမာစကားမှာပြောတယ်မဟုတ်လားမချီလို့သွားပေါ်တာကိုပင်ရေသလားလို့မေးကြလေတယ်ဆိုတချို့ကမချီလို့သွားဖြဲပြတရိစ္ဆာန်တွေကြတော့ခွေးတစ်ကောင်နဲ့တစ်ကောင်သွားဖြဲပြရင်ရန်လောက်တာပဲဒါသိကြတယ်နော်အဲ့တော့မျက်လုံးကအပြုံးမပါပဲနဲ့သွားပေါ်ယုံပါးစပ်ဖြဲတာနဲ့ပြုံးတယ်လို့ပြောတာမဟုတ်ဘူးရှင်တဲ့နှလုံးထဲကိုကလိုက်လဲဖြစ်မလာဘူးဆိုရင်အဲ့ဒီလိုကကိုယ်ကျိုးစီးပွားလို့လားသူမဟုတ်ဘူးဒါတတ်မှတ်ရဒီလိုဆိုလို့နောက်တစ်ခုကတော့ဘာတော့နာသနံပฏิနန္ဒတိကိုနဲ့တွေ့ဘယ်တော့မှရှင်းတတ်တဲ့သဘောမရှိဘူးနှစ်ချိုက်တဲ့သဘောမရှိမပြုံးယုံနေမဟုတ်ဘူးနှစ်ချိုက်တဲ့သဘောလည်းမပြဘူးတွေ့ချင်တယ်ဆိုတဲ့ဆန္ဒမျိုးလဲသူ့မှာရှိဖို့များတွေ့သည့်အတွက်ကြောင့်လဲသူ့စိတ်သူ့မှာအမှုရာဘာတစ်ခုမှမဖြစ်ဘူးတွေ့ချင်တဲ့သဘောမရှိတဲ့အနေအထားမျိုးဒုတိယအချက်တတိယအချက်ကဘာလို့ဆိုသက္ခုနီသတ္တနာတတာတိကိုနဲ့မျက်စိချင်းဆုံပြီးတော့တောင်ဘယ်တော့မှမကြည့်ဘူးမတည့်တဲ့လူကကိုမလိုလားတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမကြည့်ဘူးနော်မျက်စိဆုံရင်လွှဲပလိုက်တယ်မျက်စိဆုံရင်တောင်လွှဲပစ်လိုက်တယ်မျက်စိနဲ့အပြုံးမျက်လုံးနဲ့ဘယ်တော့မှမကြည့်ဘူးလောကလူတွေဆိုတာနော်မိတ်ဆွေဆိုဒီမှာဘာတော့ချစ်သောမျက်လုံးအပြုံးမျက်နှာပိယစက္ခုဟိတံပတ္တန္တာမိတ်ဆွေဆိုတာအပြုံးမျက်လုံးချစ်သောမျက်လုံးပြုံးသောမျက်နှာနဲ့ကြည့်တဲ့ပုဂ္ဂိုလ်မှာကိုယ်ကျိုးစီးပွားလူလာတဲ့ပုဂ္ဂိုလ်လို့သတ်မှတ်ရမယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုယ်ကိုမျက်စိတောင်ဆုံပြီးတော့မကြည့်ဘူးနော်မျက်စိထောင်းကပ်ပြီးတော့ကြည့်တယ်လို့ဆိုမျက်စောင်းထိုးကြည့်တာပေါ့ခုခေတ်မျက်စောင်းထိုးပြီးတော့ကြည့်တတ်တယ်သို့တော့နောက်တစ်ခုရှိသေးတယ်လူချင်းဟာကြည့်တဲ့အခါမှာစိုက်ကြည့်တဲ့အကြည့်မျိုးကလည်းအကောင်းလားလို့ဆိုယဉ်ကျေးမှုမရှိတဲ့အကြည့်မျိုးလို့ခေါ်စိုက်ကြည့်တိုင်းလည်းတော့မကောင်းမျက်စိဆုံခွင့်မပေးတာကိုပြောတာနော်မျက်စိကိုထောင်းကပ်ကြည့်တဲ့အကြည့်မျိုးကိုပြောတာတဲ့မကြည့်ရဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးသို့တော့စိုက်ပြီးတော့ပြူးကြည့်ရင်လည်းမကောင်းဘူးတဲ့အဲ့ဒါအင်္ဂလိပ်လိုလည်းရှိတယ် to stare at person it is impolite to stare at person လူတယောက်ကိုစိုက်ကြည့်တာဟာမယဉ်ကျေးဘူးနော်စိုက်ပြီးတော့မကြည့်အောင်စိုက်ကြည့်တယ်ဆိုတာရန်သူကြည့်တာမျိုးပေါ့နော်အဲ့ဒါလို့ကြည့်တာဟာဒီယဉ်ကျေးမှုမရှိတာ it is impolite မယဉ်ကျေးဘူးလို့ဒီလိုဆို to stare at the person ဒီလိုဆိုအဲ့တော့အခုဒီမှာပြောတဲ့သဘောကတော့သက္ခုနီသတ္တနာတတာတိဘယ်တော့မှတဲ့မကြည့်ဘူးမတဲ့လူဆိုတာဒီလိုပဲစောင့်ကြည့်နော်မျက်စောင်းထိုးကြည့်အဲ့ဒီပုဂ္ဂိုလ်ကကိုယ်အကျိုးစီးပွားလိုလားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့နံပါတ်4ကျတော့ပฏิလောမင်္စဝတ္တတိဘယ်တော့ပဲဖြစ်ဖြစ်ကိုကတောင်ပြောရင်သူကမြောက်ရှေ့ပြောရင်အနောက်ဆန့်ကျင်ဘက်ကြည့်ပဲဖြစ်စကားပြောရင်လည်းဆန့်ကျင်ဘက်လှုပ်ရင်လည်းပဲသူလှုပ်တဲ့လှုပ်မလို့ဆန့်ကျင်ဘက်တွေလှုပ်တယ်ဘယ်တော့မှ
ထောက်ခံပြောကြားလိုက်လျောတာမျိုးမရှိပฏิလောမအပြန်ဘက်ကပဲနေတယ်အနုလောမမဖြစ်ဘူးပฏิလောမအမြဲတမ်းပฏิလောမအတွေးနဲ့ကျင့်ကြံကြိုးကိုအထုအဲ့ဒီပုဂ္ဂိုလ်မျိုးဟာကိုယ်အကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့အမြဲတမ်းဆန့်ကျင်ဘက်ကနေတယ်နံပါတ်5ကပါတော့အမိတိတတ္တပစ္စတိကိုယ်ကျိုးစီးပွားကိုမလိုလားတဲ့လူတယောက်ဟာကိုယ်နဲ့ဘယ်သူမတည့်တယ်လဲဆိုအဲ့ဒီမတည့်တဲ့လူမှရွေးပေါင်းနော်မတည့်ဘူးဆိုတဲ့လူကိုရွေးပေါင်းအဲ့ဒီမတည့်ဘူးဆိုတဲ့လူကိုရွေးပေါင်းတဲ့လူဒီကိုယ်ကျိုးစီးပွားကိုမလိုလားသူပဲဖြစ်တယ်နံပါတ်6ကမိတ္တိတတ္တနာတိဝတိကိုယ်နဲ့ခင်မီနဲ့ကျွမ်းဝင်တဲ့မိတ်ဆွေတွေကိုယ်ကျိုးစီးပွားကိုလိုလားတဲ့မိတ်ဆွေတွေအဲ့ဒီမိတ်ဆွေတွေကြလို့ရှိရင်သူကဘယ်တော့မှမတည့်ဘူးကိုယ်နဲ့ချစ်ကျွမ်းဝင်တဲ့မိတ်ဆွေတွေကြရင်သူကအပေါင်းအသင်းမလုပ်ဘူးတဲ့နံပါတ်9ကဝဏကာမိနိဝရတိကိုယ့်ရဲ့အကျိုးဂုဏ်သတင်းချီးကျူးစကားကိုတရားရောကပြောမယ်ဆိုရင်မင်းဘာသိလို့ပြောတာလဲဒီကောင်ကောင်းတဲ့ကောင်မဟုတ်ဘူးလို့ဒီလိုပြောတာနော်ဂုဏ်သတင်းကိုတူကပြောပြီဆိုရင်လက်မခံတားမြစ်တယ်မင်းမသိဘဲနဲ့မပြောပါနဲ့လို့ပါတော့ဝဏကာမိနိဝရတိချီးမွမ်းစကားပြောပြီဆိုရင်သူအပြောမခံသူရှိမှဆိုရင်ချီးမွမ်းစကားအပြောမခံအဲ့ဒီအပြောမခံတဲ့ပုဂ္ဂိုလ်တရားကိုယ်အကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ်တရားပဲနံပါတ်8ကအကောတန္တိပတန္တတိကိုယ်ဆဲပြီဆိုလို့ရှိရင်ဟာဒီကောင်တော်တယ်မြင်မှန်ရ Facebook ကဆဲဇတ်တဲ့ဆဲတဲ့ကောင်သူသဘောကျနော်ကိုယ်ဆဲလို့ရှိရင်အားပေးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာကိုယ်အကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်ဖြစ်သတ်မှတ်ပါဒီလိုဆိုတယ်